မြင်းကလေးဘေးတင်ပြည်သူတွေအတွက်အမွန်မြတ်ဆုံးကုသိုလ်အလှူဒါနပြုပေးကြတဲ့နေထူနိုင်မြင်းကလေးဘေးတင်ပြည်သူတွေကိုတက်နိုင်သမျှကူညီဖို့စူးစမ်းနေတာကဖိုက်တယ်မင်းသားမီးလက်ဝါကွေးနေထူနိုင်ပါအားလုံးလည်းသိကြတဲ့အတိုင်းခုချိန်မှာမြန်မာနိုင်ငံမှာအင်အားပြင်းမြင်းကလေးကြီးလေးထက်စွာလောက်ခက်ခဲ့ကလူနေအိမ်အဆောက်အဦတွေပြိုကျပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်လေမီလက်ဝါမင်းသားကြီးနေထူးနိုင်ကတော့အခက်အခဲနဲ့ကြုံတွေ့နေရတဲ့ပြည်သူတွေကိုသူတက်နိုင်တဲ့ဘက်ကနေပြီးတော့ကူညီဖို့ဆုတ်ဖြတ်လိုက်တာပါနေထူးနိုင်ကကိုယ်တိုင်လည်းမြေပြင်မှာလူတန်းမှုပြုလုပ်နေသလိုအလုံငွေများစွာလေးထဲ့ဝင်လူတန်းနေပြီးတော့ငလင်ဘေးတင်ပြည်သူတွေအတွက်တက်နိုင်တဲ့များအားပေးကူညီနေခဲ့တယ်လို့လက်တလုံးမှာတော့ငလင်ဘေးကိုခန်းစားနေခဲ့ရပြီးနေစရာစားစရာမရှိတဲ့ပြည်သူတွေအတွက်နေထူးနိုင်ရင်းနေချောင်းကသူတို့မိသားစုပိုင်ဆိုင်တဲ့ရုပ်ရှင်ချန်ကြီးထဲမှာအခမဲ့တည်ထိုင်ခွင့်ပေးမယ်ကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်မင်းသားကြီးနေထူနိုင်ဟာအိမ်နေပြန်ဆောက်ဖို့လိုအပ်နေပြီးတော့လက်တလုံးမှာနေစရာမရှိတဲ့သူတွေအတွက်ခက်တရာရင်းနေတာအမြင်ရရင်သူပိုင်ဆိုင်တဲ့ရုပ်ရှင်ချန်ကြီးထဲမှာခမဲ့နေထိုင်ခွင့်ပေးသွားမှာပါ။တောက်ဖို့လာဖို့အတွက်လေသူကိုယ်တိုင်ခေါ်ယူပို့ဆောင်ပေးမှာဖြစ်ပြီးတော့နေထိုင်မဲ့သူတွေကအမှန်တကယ်ဒုက္ခရောက်နေကြောင်းထောက်ထားပြနိုင်ဖို့လိုအပ်တယ်လို့ဆိုပါရီ။ဒါကလည်းမလိုအပ်ဘဲနဲ့ခွင့်ရယူခြင်းသူတွေလာတာကြောင့်အခက်အခဲကြုံနေရတဲ့သူတွေနေရာများမှာဆိုလို့ဖြစ်ကြောင်းကိုနေထူနိုင်ဟာရှင်းပြခဲ့တာဖြစ်ပါရီ။